စပိုင်ဒါမန်ကိုတက်ခဲ့ပြီးတော့နောက်တပ်ပူတယောက်အဖညာတွေကိုတက်ဖို့စီစဉ်มาတော့တယ်အဲ့ဒီအချိန်မှာပဲအဖညာရုံးခန်းထဲမှာအစည်းအဝေးလုပ်နေပါတယ်ကပတိအမေရိကအာယုံမန်တော်ဟော့ကိုင်လူကီအိုဗာရင်တို့အပါအဝင်တခြားတို့တွေလည်းရှိနေကြပါတယ်သူတို့ကတော့တပ်ပူကိုဘလို့နေရမလဲဆိုတာစဉ်းစားနေခဲ့ကြတာပါအဲ့ဒီအချိန်မှာပဲအာယုံမန်ရဲ့တပည့်ဂျာဘက်ကရောက်လာပြီးတော့ဒေါက်တာပင်အပြင်သူ့ရဲ့ပင်ပါတီကလေးပြောင်းနေတယ်လို့လာပြောပါတယ်ဟိုပါတယ်ကတော့ဒါကိုချက်ချင်းတတိထားမိသွားပြီးတော့တပူရဲ့နောက်ထပ်ပြင်ပါကဘာလဲသိပြီးအားလုံးအကာကိုယူကြလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူစကားကအချိန်မမီတော့ပါဘူးသူတို့ဇီဝေလုံးနေတဲ့ရုံငိုင်းတစ်ခုလုံးကခြေလောင်နဲ့တိုင်နဲ့တူပောက်ခွဲထွက်သွားပါတော့တယ်အာယုံမန်ကပတိအမေရိကဟော့အိုင်နိုကတော့တပူရဲ့ဖုံးနဲ့တူအားလုံးအစိစိမောင်မှာဖြစ်နေကြပါပြီတပူကတော့မင်းတို့ကောင်တွေကိုနောက်တစ်ခါပေါင်းစည်းသိချင်းရင်တပည့်စီးနဲ့ခေါ်ပြလေးလုံးမဲ့ထင်ပြီးတင်နေဆိုပြီးတော့ခန့်ငေါပြောလိုက်ပါတယ်ဒါပေမဲ့မတည်တဲ့သူအချို့လည်းရှိနေပါသေးတယ်အဲ့ဒီထက်ကတယောက်ကတော့လူကီပါလူကီကတော့မင်းငါ့ကိုတပ်ဖို့ဆိုရင်ဒီတဲ့ပုံတချို့ပိုးလို့မယ်လို့ပြောပါတယ်ဒါပေမဲ့တပူကတော့မင်းတို့ကောင်တွေကိုတပ်ဖို့ငါအစိုးရရဲ့စီစဉ်ထားပြီးသားလို့ပြောပါတယ်မင်းတို့တွေကော်ဖီတော်တောက်တကြတယ်နော်လို့ပြောပြီးတော့လူကီတောက်တဲ့ကော်ဖီထဲမှာဒီဖုံးတီတီလေးတွေထည့်ထားခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီကြောင့်ပဲလူကီလည်းရှော့သွားပါတော့တယ်နောက်တစ်ယောက်ကျန်ပါသေးတယ်ဟုတ်ပါတယ်နောက်တစ်ယောက်ကတော့အိုတင်ရဲ့တာတော့ပါ